Hello guys ရုံးတော့ပေါ့နော်အခုဒါ food blog ကတော့မဟုတ်တယ်ပဲပြင်းလို့မဟုတ်လေးစားပြတာပေါ့နော်ပေါ့နော်ဒါကတော့ဝတီပါဆမ်မီရဲ့တငယ်ချင်းပါဒါကတော့ရုံးပါတိပါတယ်ပေါ့နော်ရုံးဖန်နေအကုန်လုံးတိမှာပဲတဲ့ဒါကတော့မတိဘူးလို့ထင်တယ်ဒါကတော့ရုံးတငယ်ချင်းကဝတီပါချွားတယ်YouTube ကတော့မရဖြစ်တာများတော့ပေါ့အားကြောင့်တရားဖြစ်မှာပါပေါ့နော်အခုဒါပြောပြမယ်နော်ဒါကျတော့ marshmallow ပါဒါကတော့ငါအဆက်ချောင်းပေါ့နော်ဒါကတော့ဇီတီ okay marshmallow လေးအရင်စားဖဲရသည်လေးစားချက်ပါအောင်ရောအမဘာလို့ပြထားပါmarshmallow နည်းနည်းထားဟာပြီးအဆက်ကြောင်းစားမယ်အဆက်ကြောင်းလေးဆက်ပါအောင်တူကူရောင်းလာချီချီချောင်းအဲ့မပြောကြတော့စားဆမ်းဆမ်းလို့ပါနော်စီးစားပါမယ်ဒါပတ်တူးလာမယ်နော်ဒါပတ်1လေးပဲဖြစ်ပါတယ်ပတ်1ပါပတ်တူးလာမယ်နော်စားမယ်ကြီးဟုတ်နမကျမဟုတ်တယ်လက်ကောင်တော့အရင်စက်ကောင်တော့ပါသွားအထဲမှာဘာအနစ်ကလေးလည်းမတည်အနစ်ကလေးပါတယ်ဒါကြီးရအောင်စားပတ်တူးလာမယ်နော်ပတ်တူးပြီးရင်ပတ်1ပတ်2ဆိုပြီးတော့အပေါ်လေးမှာရေးပေးထားမယ်နော်ဒီကမှာရက်ပြီအဲ့မဟောနဲ့ပါမယ်ဟောအေးဒီနေ့ပြီးတော့စီကြကြိုက်ဝိုင်းရမအဲ့ဒါအနှစ်လို့ကြိုက်လို့အဲ့ဒါအနှစ်လို့ပါချောကလက်အနှစ်လေးရပါလားဟုတ်မှာစားလို့မပြကောင်းချောကလက်အနှစ်လေးပါဒီလိုဖြစ်နေနော်ပတ်တူးလို့မျောပါဥစားဘိုင်ဘိုင်